အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုလိုက်ပါတယ် Y2K 1 ton ဘိန်းကိုမှ model မြင့်မယ်အမျိုးအစားကောင်းမယ်ဘိန်း share မယ်အဲ့လိုဘိန်းလေးတစ်စီးရောက်ထားပါတယ်နော်ကန်တာအမျိုးအစားလေးဖြစ်ပါတယ် model က2019 model ပါဘိန်းကတော့လုံးဝ share ပါတယ်အင်ဂျင်ကစအဖွင့်လက်မပါသေးပါဘူးဒါအနီးကလေးကျွန်တော်ပြပေးမယ်နော်သူအော်ဆေးလေးတွေပါရှေ့တာရလည်းအထူကြီးကြံပါသေးတယ်ဝေတွေစမုတ်တွေလှပါတယ်တန်ကြီးအဆွေးလွတ်ပါတယ်နော်အင်ဂျင်အနေထားလေးပြပေးမယ်အင်ဂျင်လုံးဝ CEO စိတ်မရှိပါဘူးအင်ဂျင်လုံးဝ6တယ်အင်ဂျင်အောက်ခန်းနေရာစားနောက်ဆေးလွတ်မယ်နော်ချိန်ပုံးတွေခရင်နေရာစားလုံးဝနောက်ဆေးလွတ်မယ်အော်ဆေးအော်စတစ်ကာနဲ့ဖြစ်မယ်ဗျနောက်တာရလည်းအထူကြီးကြံပါသေးတယ်ခွေးတွေစမုတ်တွေလှမယ်တန်ကြီးအဆွေးလွတ်မယ်မန်းလိုင်စင်83ရပလက်တက်တန်းကလည်းအသစ်တိုးပေးထားပါတယ်2029ကို10လပိုင်းတိရှိမယ်နော်ကန်တာလုံးဝအော်ဘက်လေအမှန်လေးဖြစ်ပါတယ်2019ဘိန်းလေးပါခြေတင်လေးတွေအင်ဂျင်ချမ်းတွေလုံးဝနောက်ဆေးလွတ်မယ်နော်ဟုတ်ကဲ့ဒီဘိန်းရှယ်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းကတော့16သိန်း8000တည်းဖြစ်ပါတယ်16သိန်း8000ကိုအရှော့တင်းပါဝါလေးလုပ်ပေးပါအောင်မယ်စီဖို့လောက်ပေါ့နော်စေဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့53ပြည်လန်း133ကြားမန္တလေးစက်မှုတစ်ကျွန်တော်တို့ Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်